ကိုလူတို့ကိုလူတို့ရေဒီတော့ကျွန်တော် channel တင်တော့မှာဖြစ်ပါခင်ဗျာကျွန်တော်နေဘဘပြင်းတာကျွန်တော်နေဘဘပြင်းတာလေကျွန်တော်နေဘဘပြင်းပါလေကျွန်တော်မိယာတန်းဆူပြီးဗျခဏလေးပြင်းအောင်မှတန်းဆူခဏလားဒါကတော့ကျွန်တော်ကြောက်အိတ်တဲ့နေရာပေါ့ဒါကတော့ကျွန်တော်ကြောက်အိတ်တဲ့နေရာအိတ်တာဖြစ်ပါတယ်ကျွန်တော်အဲ့ဒါဗီဒီယိုရိုက်တာကျွန်တော်ဗီဒီယိုရိုက်တာမေးဒါဗီဒီယိုရိုက်ကျွန်တော်နဲ့ပတ်သက်တဲ့ဗီဒီယိုကိုလူတွေကတော့ကြည့်နေတယ်ဆိုတော့ကျွန်တော်ချထားတဲ့ TikTok Telegram မှာမောင်မိုက်ကယ်ချဲဆိုပြီးတော့ကျွန်တော်ရဲ့နာမည်လေးကိုရေးလိုက်ပါတော့နော်ကျွန်တော်နာမည်ကတော့လွယ်ပါတယ်ကျွန်တော်ပြောပြပါမယ် MG မောင် MI ကျွန်တော်နာမည်ရေးမယ်ပြောပြတယ်တော့နော် MG မောင် MI မောင်မင်း CHAN ချက်မောင်မင်းချက်MI မောင်မင်းချက်လို့ပဲရေးလိုက်တော့ပေါ့နော်မောင်မင်းချက်လို့ပဲရေးလိုက်ပါအဲ့မှာကျွန်တော်နဲ့ပတ်သက်တဲ့ဗီဒီယိုလေးပေါ်လာလိမ့်မယ်ပေါ့နော်ကျွန်တော်ကဗီဒီယိုကိုအများကြီးတင်တဲ့လူဆိုတော့ဘူးလည်းကြီးပြမှာပဲကြီးပြကိုကြီးပြမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကြဟမ်ဟုတ်ဘူးရေကျွန်တော်မေပန်ကပိတ်ခိုင်းလို့နာကွက်ပိတ်ချူမင်းပန်ကပိတ်ခိုင်းဘယ်တော့မှစေးဒီရှိတာမရှိဘူးကျင်းလို့ဗီဒီယိုတင်တာပေါ့နော်ကျွန်တော်ကနင်းပြရမလားဟုတ်ဖောက်လိုက်ချတယ်နော်ဒီကိုကဲကျွန်တော်နင်းပြရာဒီမှာပေါ့ဒီလိုလုပ်ထားဒီလိုနေကြရနော်ကိုလူကျွန်တော်မမြင်အောင်ဒီခဏတကားပိတ်တော့ဒီဝိုင်တော့မမြင်အောင်မဖြစ်ဒီนี่เนี่ยนะหมอရောက်ဆွေရရပြီဒီကที่ไม่แต่แฮะမင်းပေါ်လာပေါ်နော်လေးဘူးဆောင်ပြသွားလေးဘူးဆောင်ပြသွားလို့ဒါကနေဘူးအဲ့ပေါ်တော့ကျွန်တော်ဘက်မှာတော့ဒါကဟိုအလင်းရောင်နည်းနည်းလေးဖြစ်ဘိုးဘက်မှာလင်းထိန်နေတော့တို့ကြည့်ရရน้าเบาได้เอาน้าเอาช่องนี่นะထုတ်ပေးမယ်နော်เอามาได้ช่องไอ้ไม่ที่ไหนนาเลยဒီလောက်ဆိုချင်းင်းသလောက်ရှာဒီအောက်လားနားဝမလားလို့အဲ့လောက်ကြီးပုတ်တာရလား
အဲ့ဒီကွာအဲ့ဒီချင်းမကြိုက်ဘူးဟိုလိုကျွန်တော်ရေသွားတောက်ချုံမယ်ဘိုင်ဘယ်လိုမရှိခေါ်ပြီးဆုံးကျွန်တော်ရေခဏလေးအောင်ပြကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်အောင်ပဲပြခဏကျွန်တော်တပိတ်ဆိုင်ကိုရောက်မှတပိတ်ကျွန်တော်ရဲ့တပိတ်ဆိုင်ကိုရောက်မှကျွန်တော်ပြန်ပြီးဗီဒီယိုတင်လိုက်မယ်နော်ပေါ့နော်ဟုတ်လားဦးကြီးမင်းဘူးရေကျွန်တော်တပိတ်ဆိုင်ဝါကြုံမပြကျွန်တော်အပေါ့ခေါ်ပြီးတော့ဒီဗီဒီယိုလေးကိုကြည့်ရှုပေးရဲ့ဘို့လေကျွန်တော်ကျေးဇူးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုဟို like and subscribe လေးလုပ်ပေးပါဦးဗျာကျွန်တော်အဲ့ဒါကြောင့်ကျွန်တော်သူများတွေကတော့ဟိုတန်နဲ့ Mr. B ဆိုရင်တော့တန်ပုံစံတန်နဲ့ရွှေနဲ့စိန်နဲ့အပြောင်စိန်နဲ့နီအောင်စိန်နဲ့အကုန်ရနေဗျာကျွန်တော်လည်းယူကျင်တာပေါ့အဲ့ကြောင့်ကျွန်တော်ကတန်အောင်မရသေးဘူးဗျာတန်ရဖို့ဆိုရင်ကျွန်တော်ကတလုံးကစားတလုံးလုပ်ရမှာတယ်ကျွန်တော်ဗီဒီယိုလေးကို like and subscribe လေးလုပ်ပေးပါဦးဗျာအကုန်လုံးလည်းကျွန်တော်ကျေးဇူးတင်ပါတယ် bye bye